မင်္ဂလာပါရှင်ဒီနေ့ပြောပြမယ့်ပုံမြင်လေးကတော့မြောက်နဲ့ငါးခုမြမရိုးရာပုံမြင်ဖြစ်ပါတယ်လွန်ခဲ့သောအတိတ်ကာလကမြစ်ကမ်းနားကတရက်ပင်ကြီးတစ်ပင်ပေါ်မှာမြောက်တစ်ကောင်နေတဲ့မြောက်ကလိမ်မာပြီးလောဘကြီးသည်တနေ့မြစ်ထဲမှာငါးခုကြီးတစ်ကောင်ရေထဲမှာပါဇက်ပြီးလှဲအိတ်နေတာတွေ့လိုက်သည်မြောက်ကတစ်ပင်ပေါ်ကနေအော်သည်ဟေ့ငါးခုရင်ပါဇက်ကိုဘာလို့ဒီလောက်ထားတာလဲနေပူပူထဲမှာရှာမချောက်လို့လားငါးခုကြီးကနူးနူးညံ့ညံ့ပြန်ဖြေသည်ဟင်အေးမြောက်ညီငါရှာချောက်လို့မဟုတ်ပါဘူးငါနေပူထဲလှဲပြီးကိုလေးနွေးနေတာငါမှာနှလုံးရောဂါရှိတယ်လေဆရာတော်ကြီးကနေတိုင်းနေပူထဲလှဲပြီးပါဇက်ဟန်နေရမယ်တဲ့ဒါမှနှလုံးကိုအောက်ဆီဂျင်ပိုရမယ်တဲ့မြောက်ကလောဘကြီးစိတ်ထဲချက်ချင်းပေါက်သွားသည်ဟာအိုးငါးခုရင်းရင်လေးတနာလိုက်တာနှလုံးရောဂါဆိုတာတိတ်ဆိုးတာပဲငါမှာဆေးကောင်းကောင်းတစ်ခုရှိတယ်ငါးခုတွေနှလုံးရောဂါတက်တာအောင်လုပ်ပေးနိုင်တဲ့ဆေးပဲရင့်လို့ချင်းရင်ငါးခုပေးမယ်ငါးခုကြီးကဝမ်းသာပြီးမေးသည်ဟုတ်လားမြောက်ညီအဲဆေးပါလဲဘလို့စားရမလဲမြောက်ကတီကြည်စွာပြောသည်ငါးခုတွေရဲ့နှလုံးကိုချက်ချင်းထုတ်ပြီးဆေးလိမ့်ပေးရတယ်နှလုံးကိုငါကင်ပြီးဆေးလိမ့်ပေးလိုက်ရင်ချက်ချင်းပျောက်သွားမယ်ယင့်ကမ်းပေါ်တက်လာခဲ့ငါခုပေးမယ်ငါးခုကြီးကရိုးသားလွန်းလို့ယုံသွားသည်ဖြည်းဖြည်းချင်းကမ်းပေါ်တက်လာသည်မြောက်ကတစ်ပင်ပေါ်ကခုံဆင်းပြီးငါးခုကြီးကိုဖတ်ထားလိုက်သည်ငါးခုကြီးကကမ်းပေါ်ရောက်တော့လှုပ်လို့မရအသက်ရှူလို့မရဖြစ်သွားသည်မြောက်ကဝမ်းသာပြီးလက်တစ်ဖက်ကိုငါးခုကြီးရဲ့ရင်ထဲထိုးသွင်းလိုက်သည်ဟာဟာနှလုံးကိုထုတ်တော့မယ်ဒီနေ့ငါငါးခုနှလုံးကင်စားရတော့မယ်ဒါပေမဲ့ငါးခုကြီးကတစ်ချက်မြင်းစေပြီးမြောက်ကိုကိုက်လိုက်သည်မြောက်ရဲ့လက်ကိုတခါတည်းဖျက်ပစ်လိုက်သည်မြောက်ကအော်ဟစ်ပြီးနာကျင်လွန်း၍ခုံဆွဆွပြေးသည်ငါးခုကြီးကဖြည်းဖြည်းချင်းမြစ်ထဲပြန်ဝင်ပြီးရေထဲနစ်သွားသည်မြောက်ကတစ်ပင်ပေါ်တက်ပြီးတလက်သေးနဲ့ဘဝလုံးနေခဲ့ရသည်တကားနီကုံလောဘရာကြီးပြီးသူများကိုလှည့်စားရင်ကိုယ်တိုင်ဒုက္ခရောက်တတ်သည့်ရိုးသားသူကိုမလှည့်စားနဲ့တနေ့ကိုယ်အလှည့်ရောက်လာနိုင်သည်ဆိုတာဒီပုံမြင်ကတတိပေးတည်း